ဆုံးလုံးမှုအတွက်ကြောက်ပြုံဒီဝတ်သားချက်ကလေးချက်ပါမယ်ရှင်ဝတ်သားကိုအရင်ဆုံးအရသာတွေနဲ့နှက်ထားပါမယ်ဒီနေရာမှာဝတ်သုံးတက်တာဆိုရင်တော့ပိုပြီးကောင်းပါတယ်ကျွန်မရှာလို့မတွေ့ရတဲ့ကြောင့်ရိုးရိုးဝတ်သားကိုဝတ်သုံးလိုက်ရပါတယ်ချက်သွန်ဖြူနေချင်းစီတက်ပါမယ်ဝတ်သားထည့်ပါမယ်ရေထည့်ပြီးတော့တစ်နာရီလောက်နှက်ထားပါမယ်ပြီးရင်တော့ကြောက်ပြုံကြီးလေးတွေထည့်ပါမယ်ကြောက်ပြုံကြီးလေးတဲ့အခါမှာအလဲဥတိုင်းလေးမပါအောင်တတိထားပေးပါနော်မဟုတ်ရင်အရန်ချင်နေတတ်ပါတယ်ရေထည့်ပြီးတော့နိုင်ဝက်လောက်နေကြောက်ပြုံဒီဝတ်သားချက်ကလေးရပါပြီရှင်